ဒီလူဟာသူစိတ်ကျဉ်တဲ့ပုံစံတစ်ခုကိုရေးဆွဲဖို့အမြဲစူးစမ်းနေခဲ့ပါတယ်ဒါပေမဲ့သူရေးလိုက်တဲ့ပုံစံတိုင်းကိုတော့မကြိုက်ခဲ့ပါဘူးနောက်ဆုံးရေးထားတဲ့ပုံကိုတော့လွှတ်ပစ်တော့မဲ့အချိန်မှာရုတ်တရက်ရပ်တန့်သွားပါတယ်တစ်ခုခုကိုစဉ်းစားမိတယ်လို့ဖြစ်သွားတဲ့နောက်သူကအဲ့ဒီပုံကိုမြေကြီးပေါ်ချပြီးရှေ့ကိုရှောက်သွားပါတယ်ခဏလောက်စဉ်းစားပြီးနောက်မြင်းနှဲငယ်ထပ်ဖြစ်လိုက်ရကနေပထမဆုံးခုကိုဖန်တီးနိုင်ခဲ့ပါတယ်အန်အောစရာကောင်းတာကအဲ့ဒီခုဟာသူရှိနေတဲ့နှစ်ဖက်မြင်နှစ်ကဘာကနေတိကျခွဲထွက်သွားခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူကအယမ်းစိတ်ဝင်စားသွားပြီးကိုယ်တိုင်လည်းအဲ့ဒီနေရာကနေထွက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာ Cubic ကလှုပ်ရှားနိုင်တယ်ဆိုတာကိုသူတွေ့ရှိသွားပါတယ်ဘာတွေဖြစ်နေတာလဲဆိုတာသိချင်နေစင်မှာပဲခောက်ကရုတ်တရက်သူ့ကိုတိုက်ခိုက်လာပါတယ်သူကအလင်းအမြန်နှစ်ဖက်မြင်စတူရန်ပုံရဲ့နောက်မှာဝင်ပုံလိုက်ရာကနေတိုက်မိတဲ့အချိန်ကြောင့်သုံးဖက်မြင်သုံးကဘာထဲကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့သူဟာ Cubic ကြီးရဲ့အပြင်မျက်နှာပြင်ပုံမှာပဲလှုပ်ရှားနိုင်သေးတာကိုသိလိုက်ရပါတယ်ဒါကိုလက်မခံနိုင်တဲ့သူကဖြုတ်ကိုဖျက်ဆီးဖို့ကြိုးစားပြီးနောက်ဆုံးမှာတော့အောင်မြင်စွာဖောက်ထွက်ကသုံးကဘာထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ Cubic ကိုဖွင့်ကြည့်မယ်လို့လှုပ်လိုက်တဲ့အချိန်မှာပဲ Cubic ကပြန်ပြီးလှုပ်ရှားလာပါတယ်သူကလိုက်ဖမ်းလိုက်ရာကနေမတော်တဆနှစ်ကဘာကိုပြန်ရောက်သွားပါတယ် Cubic ကိုပြန်ဆွဲခေါ်ဖို့ကြိုးစားပေမဲ့အဲ့ဒီအစား Cubic ကိုနောက်ထပ်သုံးကဘာတစ်ခုတည်းကိုဆွဲသွင်းလိုက်မိပါတယ်သူကအရှုံးမပေးဘဲပုံတံမျိုးစုံကိုဆက်ရေးပြီး Cubic နဲ့နီးကပ်အောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ Cubic ကသူ့လမ်းကိုပိတ်ဆို့ဖို့လှုပ်ရှားလာပြီးလမ်းရှုပ်ထွေးတဲ့မိတ်တစ်ခုကိုတိဆောက်ကသူ့ကိုအထက်မှာပိတ်မိစေပါတယ်အဲ့ဒီအပြင်အမြင့်ကြီးတဲ့အဆောက်အုံတွေကိုတော့ဖန်တီးနိုင်ခဲ့ပြီးနောက်ဆုံးမှာတော့လေယာဉ်တစ်စင်းကိုအသုံးပြုပြီးသူ့ကိုနှစ်ကဘာစီပြန်ပို့လိုက်ပါတယ်ဒါပေမဲ့သူကတော့လုံးဝအရှုံးမပေးခဲ့ပါဘူး Cubic ကိုမတွေးတော့တဲ့အခါအခုလေးတင်ရရှိထားတဲ့အတွေ့အကြုံကိုအသုံးချပြီး Cubic အသစ်တစ်ခုကိုထပ်မံရေးဆွဲလိုက်ပါတယ်ဒီတစ်ခါမှာတော့ Cubic ရဲ့အကူအညီနဲ့နှစ်ကဘာကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပါတယ်နောက်ဆုံးချိန်မှာတော့သူဟာအရာအလုံးရဲ့အတိတ်တွေကိုနားလည်သဘောပေါက်သွားတယ်လို့ဖြစ်ခဲ့ပါတော့တယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဇာတ်ကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်